သမီးနင်တို့လည်းမိုးစင်းနဲ့ဖုံးမဲ့ပေါ့နဲ့ဟမ်ဟိုမှာထမင်းအိုးတွေပဲတဲပြီးလာနင်းလုံးနေ ဟေးရဲ့အကုန်လုံးချက်ပြီးပါပြီဟင်းလည်းပြီးပြီထမင်းလည်းပြီးပြီစားတယ်ဆိုတမီခိုးပေးမယ်ဟုတ်ပြီ အေးဟုတ်ပြီ ဟောမင်းပါဒါကြော်ရွရင်ခဏသွားလိုက်မနော် ကြွရှင်ကလေအိမ်မရှိလေကျမတို့ဘာမှမသုံးမဝင်ဘူး ဟေးကိုယ့်ယောက်ျားဘယ်လိုပြောနေလဲ ရှင်ကယောက်ျားဆိုတဲ့အမိခံမရှိရလေဘယ်နေရာမှာများအသုံးဝင်လို့လဲ မင်းပါလေယောက်ျားမင်းပါကိုကျိုးမပြူဆောင်းရှောက်နေရပဲဘာဖြစ်လို့လဲ ရှင်ကမိန်းမတယောက်ကိုရှာကျွေးနိုင်အောင်နဲ့ပြီးပြည့်စုံနေပြီလို့ထင်နေရတာ ဒါဆိုရင်မင်းပါဘာလို့သေးလို့လဲဩယောက်ျားကြီးမင်းပါရှင်းလက်စွလို့ရှင်းစဲတို့လိုချင်တာမလားယောက်ျားကိုပြီးမှာပေါ့ ရှင်ပြောနေတယ်တခုမှမဟုတ်ဘူး အဲ့ဒါတခုမှမဟုတ်ဆိုတော့မင်းပါဘာလို့နေရတော့ ရှင်ကလေတတောက်ဒေါင်းဝေးရဲ့ယောက်ျားပဲရိတ်ပြလို့အကောင်းပြီအပွင့်ငင်ကိုပေးမသိနဲ့ယောက်ျားဘာယောက်ျားလဲဦးကြောင့်ကြားရှင်ကြော်ရွရင်တော့မှာမလားတော့မြင်တော့ ပြေးပါမင်းပါရောက်ပါသွားလောက်မနော် အေးအေး ဒါဆိုရင်တော့ခါတော့ ဟာဟဲ့မင်းဘာဖြစ်နေလဲတမန်မန်တူတူနဲ့ မပြောင်းမလို့ကွာဒီရကအလုပ်တွေကပြန်လာဒီကူလုံးလည်းညောင်းကအားလည်းမရှိတယ်ဖြစ်ဒီရောတော့ကွာကောင်မလေးနေရတယ်ထင်တာဒီငါဒီပုံစံနဲ့ဘယ်လိုတော့တွေ့ရမလဲ ဟောဒါလေးမြတ်ကွာဗါရဲ့အလုပ်တွေပြင်ပန်းပြီးတော့ချိနေအားအင်းကြီးမရှိ အေး ဒီကြားတဲ့ကောင်မလေးနဲ့ကလည်းတော့တွေ့ရအောင် ဟိုအေးပါကွာ မင်းကလည်းအဲ့ဒါငါကူညီမယ် မင်းထမ်းဖို့ အေးငါထမ်းဖို့မယ်လို့ဟာဘာလို့ထမ်းဖို့ရမှာတော့ငါထမ်းဖို့တာထက်တော့မင်းဖလန်းဖြစ်သွားသေးရကြားမရင်အာတန်ရမည်တဲ့မင်းကပေးမယ်ဟင်ဒါလေးစောင့်ထား မပါကြီးလေ ဟောငါပြောပြီးပြီလေကြားမရင်အာတန်ရမည်ရဲ့အဲ့အညွှန်းလေးကိုဖတ်ကြည့်လိုက် ဟာရောက်ရောက်တကယ်လား ဟောတကယ်ဗောဖလန်းဖြစ်သွားစီရ တော့ဖလန်းလား တော်တော်ဖလန်းတာ တော့ကိုဖလန်းနေနော် ငါသုံးနေတာ အော်မင်းသုံးနေတာ ရှယ်မိုက် အဲ့တော့ငါထိုင်လိုက်တော့မယ်နော် ကန်လိုက်တော့မင်းရလဲ ဘာမှတော့မဖြစ်ပါဘူးနော် ဩဘာအဖတ်မှမရှိဘူး ငဲတော့ဘာမှနှလုံးနဲ့နေ ဩပြီးမှထက်ဝယ်ပေါ့ဟာမင်းရလဲ အဲ့ငါကန်ရတော့မယ် ကန်လိုက်တော့ စိုက်ဖက်မရှိဘူးနော် ဘာမှစိုက်ဖတ်မရှိဘူး ကန် ငါတော့တော့သုံးနေတာဖလန်းဖြစ်သွားစီရမယ် ကန်ဟာဟာဟမ်ရောက်ကောင်မလေး ကန်လိုက် ဟယ်လိုခဏနေကိုထွက်လာတော့မှာနော် ထွက်မလာနဲ့တော့ကိုကိုရဲ့ ဘာလို့ထွက်မလာမှာလဲ လာလို့မရတော့ဘူး ဘာလို့လာမရတာလဲလို့ ဟိုလေတဲပွိုင်းမိနေလို့ကိုကိုရဲ့ အော်သူကလည်းပွိုင်းပြီးတခြားလမ်းကလာခဲ့လေ အဲ့ပွိုင်းကိုပြောနေရမဟုတ်ဘူး ဘာပြလို့မရဘူးလေ ဘယ်တော့မှလာနေဒါပဲတော့ကိုဒါပဲ ဟာသွားပြီကွာရောက် ဘာပြောရလို့ ဟာဒီနေ့တွေ့လို့မရတော့ဘူးလေရောက်သွားပြီကွာကွာတော့ ဟေးသွားမှုလဲရောက်ငါလိုက်ခဲ့မယ်လေ အော်မင်းကဘယ်ကိုလိုက်မှာတော့ မင်းတို့သွားပါကွာ မသိတော့လိုက်ချင်နေသေးတယ် တို့ပေါ့ကွာငါစိတ်တွေရမ်းမွေးကြနေလို့မင်းတို့လိုက်ချင်လို့ကွာ ။အော်ရောက်မင်းရဲ့စိတ်ညစ်တာတော်ပြီလေကွာမင်းကမရနဲ့ငါမင်းကပိုစိတ်ညစ်တယ်မင်းကပိုစိတ်ညစ်တယ်သိလား မင်းတို့ကလည်းကွာငါအိမ်နဲ့ဆင်မပြေလို့စိတ်ညစ်လို့မင်းတို့ရေပွင့်မလားဆိုလာခဲ့မင်းတို့ကပိုစိတ်ညစ်ပြတယ်ငါဘယ်လိုသွားလို့ရမှာဒီတာပဲကောင်းတယ်ကွာ ။တေးလိုက်ကွာ ဟေးမင်းလက်ထက်မှာကိုင်းတာဘာစေး တေး အတော်ပဲကွာငါလည်းတေးချင်တယ်ပြီးတော့ကွာ ဘာလို့ပြန်တောက်တာဟောပြီးပေါ်လို့သွားပေးလိုက်တာတော့ သူလူပေါ်လာလေကွာ တော့တော့ကွာ ။ဟာရောက်လုံးရောက် ဘာလို့မတော့ငါ တမျိုးကြီးပဲ တမျိုးကြီးလေရောက်တမျိုးကြီးလေလုံး အော်မင်းကတော့တေးငါကူညီအောင်ကွာ ။ဘာကူညက်မလားငါခွေးတိဆောက်ကြလိုက်အောင်မယ် မင်းစီမကန်ပါတော့ကွာမင်းဟောတော့ကူညီပါကွာဟဲ့ ကူညီအောင်ငါဘာကိစ္စငါနေဖြစ်လေငါသိမှာမဟုတ် လို့ပါကွာဟဲ့ ။အိုးမကူညီမပြောင်းတမျိုးကြီးကွာကိုတမျိုးကြီးသွားငါနဲ့မဆိုင်ဘူး မရတော့ဘူးကြောင့် ။မရလို့မြောက်လေမရလို့မြောက်လေ မရဘူးဆိုလို့ရှိရင်တော့အိမ်ပြန်လိုက်တော့ အိမ်ပြန်အဆင်ပြေသွားမှာ အစ်လာတော့ပြန်လိုက်တော့ပြန်လိုက် ပြန်မယ်နော်။အယူနဲ့ကောက်တယ်ငေါ့တော့ကူညီခိုင်းနေ ဟောပြလားဟောပြေးလိုက်သေးရလို့ ။မင်းကလည်းတလုံးတော့တော့ ဟောဟောတော့
ဟောဘလို့ပြင်းတယ်လဲကွာ ဖေဖေတို့ဘယ်သွားကြမလို့လဲ ငါတငယ်ချင်းတောင်းဆိုင်တို့အိမ်ကိုငါတို့နေမြလမ်းကြောင်ထွက်မလို့ကွာ ဟောကွက်တီပဲဖေရဲ့ ဟေ့ဘာကွက်တည်တယ်မင်းอ่ะ ဟောဟိုပါအဖေတို့ကအိမ်မှာထိုင်ပြီးတော့အညောင်းညာမိရလေအပြင်ထွက်ပြီးလမ်းလျှောက်တော့ကျမ်းမာကြီးအတွက်ကောင်းတယ်အဲ့ဒါကိုကွက်တီကြလို့ပြောတာဖေရဲ့အဖေသမီး အခန်းထဲမှာ तू အိတ်နေတာနေမှာပေါ့ကွာ ပို့ပြီးတော့ကွက်တီကြတော့ပြန်ဖေဟာ မင်းကွက်တည်ရတယ်ကြားလိုက်လားဘာတွေလဲရော ဖေတို့ရှင်းပြလို့မရပါဘူးဖေဟာ ဟာချင်းစကိုင်းတော့ဆွဲပိတ်သွားတယ်ကြာ ဖြစ်တာ မင်းသမီးပြောတာမှန်တယ်အဲ့ဒီကဦးတောင်ကြားတွေ့လားဘလို့ကောင်းလို့မသိပါဘူးကွာ မိဘရေယောက်ျားလာပြီ အားဆိုင်ယောက်ျားထပ်ပါဦးတော့တုံးဆိုအတန်ကြားတယ်တခိုးလားမသိဘူးတခိုးလားမသိလာပါတော့လာတော့ကြည့်အောင်လား မဟုတ်ပါဘူးဟာ လာပါတော့ ညာကြီးမီ ကြောက်တယ် ကြော တော့ က်နေပါလိမ့်မယ် ဟုတ်လို့လားတော်ပါလေ ညာတွေ့လားဟမ်ကြောင်ဟုတ်တယ်မလား တော်ပါစေ တော်ပါသေးဆိုအိတ် ကျုပ်ချောက်တယ် အေး တော့ ရေးပြည့်ဘယ်လိုဖြစ်လဲကွာဒီကြောင်ကလည်းတညာတော့ပွင့်နေတော့မှာလားဘယ်တော့မှမသိဘူးငါတို့ မရောက်နေတော့ချင်တယ်မရောက်နေတော့မလေးကလေး ပါတော့လာတယ်မိမရေမိမဟဲ့မိမ တော့ပြပါနဲ့ပြသလဲဘာတော့ အေးနေကငါပြောမယ်သိလား ပြော ညာတညာလုံးတောင်းကြသွားတာကြောက်မဟုတ်ဘူးကသိလား ကြောင်မလို့ဘာကြီးလဲတော့ ဟာဒီမှာကြည့် အိုးနေပါအောင်တော့ ကြာရအကျော်အားထုတ်စီ လက်ဆက်သက်တော့ကြောင်ဆက်ခင်းနေကြတာကို ကြာရအကျော်အားထုတ်စီ